ဖြစ်ပါတယ်လိုက်ကြည့်လိုက်ပါကြောက်တော့ကျွန်တော်အခုဆိုရင်တော့အင်ခေါင်မိုးပေါ်ကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့ရဲ့အင်ခေါင်မိုးလေးကအရန်တော့မကြီးပါဘူးဒါပေမဲ့ကျွန်တော်တို့တညာလုံးအောင်ဒီမှာနေဖို့ကတော့အဆင်ပြေလောက်တဲ့အခြေအနေလောက်ရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အင်ခေါင်မိုးတက်လေးပဲဖြစ်ပါတယ်အရန်နေရာကတော့မကျယ်ပေမဲ့ကျွန်တော်တို့ဒီညအိပ်ဖို့အတွက်နေရာကတော့ရှိပါတယ်ကျွန်တော်ကအခုအင်ခေါင်မိုးတက်ကိုတက်ပြီးတော့ပြန်ဆင်းလာပဲဖြစ်ပါတယ်အင်ခေါင်မိုးတက်မှာမြင်ရတွေ့ရတဲ့အတိုင်းပဲပေါ့ဖုန်နေရှိရတဲရှိညှိရှိအများကြီးပဲပေါ့ကျွန်တော်တို့ရှင်းရအောင်မယ်အဲ့တော့ကျွန်တော်တို့အခုညနေဆောင်နေပြီညဘက်ကျရင်ကျွန်တော်တို့အိပ်ဖို့အတွက်ပြင်ဆင်ရမယ်ဖြားတွေခင်းရမယ်စောင်းနေယူရမယ်ခေါင်းတွေယူရမယ်အဲ့ဒီအတွက်ကျွန်တော်တို့အခုလုံးပါပဲဖြစ်ပါတယ်ကျွန်တော်အကိုအခုဒီပရင်းပေါက်ကနေပြီးတော့အောက်ထပ်ကနေပစ္စည်းလှမ်းပေးမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်ညဘက်အိမ်ချင်းမကန့်ရလို့ချင်းအောင်ပေးပါတယ်ပြီးရင်တော့ကျွန်တော်ခေါင်းပေးပါတယ်ပြီးရင်ကျွန်တော်မီးချောင်းပေးပါတယ်ပြီးရင်ကျွန်တော်ညဘက်အိပ်ဖို့အတွက်အခင်းပေးပါတယ်ဒီကုန်းကဒါလည်းမယူဒီကုန်းကဒါကတော့ကျွန်တော်အခုအပေါ်တက်ကနေပြီးကျွန်တော်ပေးရပစ္စည်းတွေကိုလှမ်းယူနေရမှာဖြစ်ပါတယ်ပစ္စည်းလှမ်းယူရတဲ့တခါကျွန်တော်တို့အိယာခင်းလိုက်ပါတယ်အားလုံးပဲမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့အခုအိယာခင်းပြီးသွားပါပြီကျွန်တော်တို့အခုတွေ့ရတဲ့အတိုင်းပဲပေါ်တက်မှာအိယာတွေလည်းခင်းပြီးပြီကျွန်တော်တွေလည်းယူပြီးပေါ့အဲ့တော့ကျွန်တော်တို့ညဘက်တော့ကတော့အဆင်တင့်ပဲပေါ့ဘာမှမလိုတော့ဘူး no worries ပါဒါပေမဲ့ကျွန်တော်တို့တစ်ခုတော့ကြံတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ညဘက်စားဖို့တောက်ဖို့သွားဝယ်ရမယ်ပေါ့အဲ့တော့ကျွန်တော်တို့မုတ်ဆောင်သွားလိုက်ကြအောင် let's go ဒါကတော့ကျွန်တော်မဟုတ်ဆိုင်မှာညဘက်စားဖို့ခောက်ဆွဲတွေဖွင့်နေရပဲဖြစ်ပါတယ်။ဆက်ယူမဲ့တာ။ကောင်းတယ်။ကောင်းလို့။ကောင်းတယ်။စီနဲ့။အမဒီကွာလား။ဘုတ်ကင်းလုံးကြိုက်တာဘုတ်ကြီးရယူမယ်။ Hell no. My chance. I'm going to take this sangue, bien, blanket. Sangue and a kick. Yeah. Stop.ဒါကတော့ကျွန်တော်နဲ့ကျွန်တော်အကိုနဲ့စားဖို့အတွက်ဝယ်လာခောက်ဆွဲထုတ်တွေနော်ကျွန်တော်တို့ဓမ္မဆိုရင်ရည်နွေးတက်ဘူးရှိမယ်ပြီးတော့ကနဝယ်လာတာဆန်းကက်ပေါ့ဒါပေမဲ့ကျွန်တော်လမ်းမှာတောက်လိုက်တာကုန်သွားလို့ကူလာတဘူးထပ်ပြီးသွားဝယ်လိုက်ပါတယ်ဒါကတော့ကျွန်တော်ခောက်ဆွဲထည့်စားမဲ့ကော်ဘူးလေးပါဒီလောက်ဆိုရင်တော့ကျွန်တော်တို့တညလုံးအတွက်လုံလောက်ပြီလို့ထင်ပါ Okay guys so အခုကတော့အချိန်က9:42 မိနစ်ရှိနေပြီကျွန်တော်တို့အပေါ်တက်ဖို့အတွက်အခင်းနေလည်းပြင်ဆင်ပြီးပါပြီမုတ်တီလည်းပြင်ဆင်ပြီးပါအကောင်လုံးပြင်ဆင်ပြီးပါပြီပေါ့ဒါပေမဲ့ကျွန်တော်တို့အပေါ်တက်အောင်မတက်သေးဘူးဘာလို့လဲဆိုကျွန်တော်တို့မိဘတွေအဲ့ဒီကိုအားကြောင့်ကျွန်တော်တို့မတက်သေးဘူးကျွန်တော်အခြေအနေကြည့်ပြီး17နာရီခွဲလောက်မှာပေါ်တက်မယ်အခုတေချာညဘက်ဟိုမျက်နှာပါတက်ဘာညာလောက်ပြီးပြင်ဆင်လိုက်အောင်ပေါ့အားလုံးပဲအခုကျွန်တော်တို့ရဲ့အချိန်က10:53 မိနစ်ရှိပြီကျွန်တော်တို့ပဲမိဘတွေလည်းအိတ်ကုန်ပြီကျွန်တော်တို့ပဲကျန်တော့အဲ့တော့ကျွန်တော်အခုအပေါ်တက်လို့ရပြီမုတ်တီပါရေအပေါ်ယူပြီးစားမယ်ဒါတော့ကျွန်တော်တို့စားမယ်ခောက်ဆဲတွေပဲဖြစ်ပါတယ်ကိုလာကျွန်တော်ဟာပေါ့ကျွန်တော်ပြုတ်ချက်ကိုကျွန်တော်တို့အပေါ်တက်မှာဖြစ်ပါတယ်ကျွန်တော်ကအပေါ်ရောက်နေပြီဆိုတော့သူ့ဒီမုတ်ဘူးတွေပါလှမ်းပေးလာမယ်သူရောဗီဒီယိုလေးပြုတ်ချမယ်ဒါကတော့ကျွန်တော်ရဲ့နောက်ထပ်အကူတယောက်ကကျွန်တော်ကိုကူညီပေးနေရဖြစ်ပါတယ်။ तू ကတော့အပေါ်တက်အိတ်လာတော့ तू မပါဘူးပေါ့။
အခုကျွန်တော်ပစ္စည်းပေးပြီးသွားပြီဆိုတော့ကျွန်တော်ပဲကြံတော့အတွက်တကားပါလောက်ခတ်ပြီးအပေါ်တက်လာခဲ့ပါတယ်ပြီးဒါကတော့ကျွန်တော်ကဖုန်းတစ်ဖက်နဲ့အပေါ်တက်နေရဆိုတော့နည်းနည်းတော့ခက်ခဲပါတယ်ကျွန်တော်ကိုယ်ကလည်းအပေါ်ကနေဖုန်းယူခေါ်တော့မကြားရတော့ကျွန်တော်ဖုန်းကိုဘောင်းပေါ်မှာတင်ပြီးလက်တစ်ဖက်နဲ့တခါလိုက်ပိုင်ပြန်ပိတ်နေရတာမို့လို့နည်းနည်းတော့ကြာလိုက်ပါတယ်公干嘛了？ နောက်ဆုံးတော့ကျွန်တော်ပေါ်ရောက်လာခဲ့ပါပြီ 公干嘛比？ ကျွန်တော်အခုခောက်ဆဲလို့စားပြမှာဖြစ်ပါတယ် 就让我考试的时候。 suspicious ဖြစ်တယ်နော် ခောက်ဆဲကိုကျွန်တော်တို့ပူအောင်ပူနေရဆိုတော့အခုပြုတ်အောင်ခြေရပါဘူးနော်ရှယ်ပဲဗျာကျွန်တော်တို့ကဒါကိုတက်မှတစ်ခါပဲလောက်ပူပါဆိုတော့ 对了。 ဒါမှလည်းပြောရပါတယ် experience ရပါပေါ့နောက်ခါလည်းဒီလိုမျိုးလုံးဝ crazy ဖြစ်တဲ့ challenge တွေလုပ်ရမှာပါခောက်ဆဲပြုတ်လေးရပါတော့မယ်မကြည့်လိုက်ပါဦးကျွန်တော်တို့အခုခောက်ဆဲပြုတ်လေးကမရသေးတဲ့အတွက်စောင့်နေပါတယ်နောက်ခောက်ဆဲလေးကလည်းနည်းနည်းကြာကျွန်တော်တို့တဲတိုင်းရှင်တွေရတယ်နည်းနည်းပူတိတ်မပြင်းဘူးဆိုတော့ပေါ့အခုညဘက်အချိန်ရတော့7နာရီကျော်တယ်7နာရီကျော်တယ်ဒီဘက်ကျွန်တော်တို့ဒီဘက်ဘေးကတိုက်ရတယ်ကျွန်တော်တို့နည်းနည်းမြင်ရတယ်ဗျအာတိတ်အဆင်မပြေဘူးကျွန်တော်တို့လိုက်ပြီးလှမ်းကြည့်တယ်ဗီဒီယိုပါရိုက်တဲ့လူတွေလည်းရှိရဗျဒါပေမဲ့ကျွန်တော်အကိစ္စနောက်မှရှင်းလာတယ်ဗျအခုကကျွန်တော်ခောက်ဆဲပြုတ်စားချင်နေပြီခောက်ဆဲပြုတ်မရသေးဘူးအဲ့တော့ကျွန်တော်တချင်းလေးနားထောင်ပြီးခဏနားလာအောင်မယ်ကျွန်တော်ခောက်ဆဲပြုတ်လေးကအခုဆိုရင်တော့ ready ဖြစ်နေပါပြီကျွန်တော်ရေတုံမှုနေရာမရှိလို့ရေနွေးဦးတဲ့ပဲပြန်ထည့်လိုက်တော့မယ်ဗျာ 哦，录一集。就讲完，我都变身啊！用完 better。 ဘယ်လိုလုပ်考试没压力，下笔真的。 ကျွန်တော်ရဲ့ခောက်ဆဲပြုတ်လေးတွေကအခုရေနွေးဦးတဲ့ပြန်တုံလိုက်ပြီးရေတွေကိုအခုကျွန်တော်စီချက်စားလိုက်ရပြီပေါ့ဒါပါတဲ့အထုပ်ဒါတစ်ထုပ်ပါမယ်ဒါတစ်ထုပ်ပါမယ် အခုဆိုရင်ကျွန်တော်ရဲ့စီရှာရတော့ရနေပြီဒါပေမဲ့ရေးတွေကိုဘယ်လိုတွန်းရမလဲဆိုတော့ဒီရေမျိုးတွေပြန်ထည့်လိုက်ဒီတပူးတွေပဲပြန်ထည့်လိုက်ဒီမှာဆောင်းစနေလိုက်
ကျွန်တော်တို့ရဲ့ခောက်ဆဲပြုတ်လေးက ready ဖြစ်သွားပါပြီစားလိုက်ကြပါကျွန်တော်တို့ခောက်ဆဲပြုတ်လေးက ready ဖြစ်သွားပါပြီစားလိုက်ရအောင်ရမ်းကောင်းတယ် ခဏဖြည်းဖြည်းစားငါတော့စားတယ်ရှိရမပေါ့ Who's gonna stop us ငါတို့ဝယ်ဘူးလေ Who's gonna stop us အဲ့လိုရကျွန်တော်ဘာအရင်စနေစားလိုက်တာခဏလေးနဲ့ကုန်သွားနောက်တစ်ထုပ်ထပ်စားမယ်ကဲနောက်တစ်ထုပ်ဖောက်စားမယ်ကျွန်တော်အခုစားမှာကတော့ Korea Kitchen hot and spicy ခောက်ဆွဲစားလိုက်အောင်ကျွန်တော်အခုခောက်ဆွဲပြုတ်ရပါပြီစမ်းကြည့်မယ်ကောင်းတယ်ရှယ်ပဲရှင်တွေကတိတ်ပြီးမပူတော့ကျွန်တော်တို့ခောက်ဆွဲတွေကတိတ်မပြော့ဘူးပေါ့ဒါပေမဲ့မမလေးနဲ့စားလို့ကောင်းတယ်ခောက်ဆွဲပြုတ်နှစ်ထုပ်ကုန်ပါပြီပေါ့ကျွန်တော်ဘိုက်တွေလည်းတင်းသွားပြီစက်မစားနိုင်တော့အမိုက်တွေတိုင်းမယ် obviously အေးတောက်ရန်ကောင်းတယ်ကျွန်တော်အခုစားလဲစားပြီးတောက်လဲတောက်ပြီးဆိုတော့အချိန်ကလည်း12 နာရီတော့မထိုးသေးဘူးဗျအဲ့တော့ကျွန်တော်ဒီတညာလုံးဘယ်လိုမျိုးဆက်ပြီးတော့အချိန်ကိုအသုံးချရမလဲဆိုတာဆက်ကြည့်လိုက်ပါအခုဆိုကျွန်တော်တို့17 နာရီနဲ့53မိနစ်ရောက်နေပြီပေါ့ဘာလို့မှမလဲကျွန်တော်မသိဘူးဗျပြင်းစရာတချင်းလဲနားထောင်မှုအစီအစဉ်လည်းမရှိဘူးတိတ်နားမထောင်ကြဘူးဒီတိုင်းနဲ့ဆက်နေပါမှာပေါ့ကျွန်တော်7 ခွဲလောက်ကြာမှပဲအိတ်လိုက်တော့မယ်လေအိမ်လည်းမပြုတ်ကြဘူးအရေးကြီးတယ်ပြုတ်ကြရင်ကျွန်တော်သိပြီရှော့ပြီကျွန်တော်တို့အခုကျွန်တော်တချင်းနားထောင်နေနေအခက်အခဲတစ်ခုထပ်တွေ့ရဗျာအဲ့ဒါဘာလဲဆိုတော့ချိန်နေကြီးပဲဓမ္မချိန်နေကြီးပဲကြိုက်တော့ကျွန်တော်6လောက်ဒီအကုန်ကြိုက်တာတစ်ခုပါအဲ့ကျွန်တော်တို့6နောက်ထောင်မှရတာပါ6နောက်ထောင်ကြမှာအဲ့ဆိုဆို
တမင်းဖြစ်ပါကျွန်တော်အခုဆိုတာသူတို့အစင်ပြေသွားပါတော့ချင်းနဲ့ချင်းနေလည်းမရှိတော့ချင်းတော့လည်းကျွန်တော်ချင်းတော့ဒီကြိုက်တာတအားဟုတ်ပဲတော်မနေ့ကကျရင်တွေးတော့သွားစရာမလိုဖြစ်နေတုတ်ကွေးဖြစ်မှာဆိုတော့တော်တော်လေးဆိုးတယ်ဒါကတော်တော်ကောင်းသွားကျွန်တော်အခုဆိုရင်တော့တနာရီနဲ့ပြရတယ် တနိုင်နဲ့ဆန်နေပါ တနာရီနဲ့10မိနစ်ထိုးပါပြီပဲခွေးတွေကလည်းတအားဥတယ်ပြီးတော့ချင်းရရဲ့တအားကြိုက်တယ်လေဒီမှာကြည့် တူတီစီအများကြီးပဲ ချင်းကြီးကြိုက်လောက်ပြန်ပြီနောက်တစ်ခါချင်းကြီးကြိုက်တာလည်းအများကြီးပဲ ပြီးရင်ဆိုးဆိုးဝါပြောလိုက်ပါ ဟိုဘက်အပေါ်တိုက်ကကျွန်တော်လည်းနည်းနည်းတန့်ပြောတော့အဲ့ဘက်အပေါ်တိုက်ကနှစ်ခါလာ3ခါလားမသိဘူးလေထဆဲတော့ဘလိုင်းထထဆဲကျွန်တော်တို့ကလန့်သွားပဲဘာဖြစ်တာလဲတော့မသိဘူးအစကတော့ဘယ်ကောင်နေရှမ်းဖြစ်တာလဲဘယ်ဟုတ်မလဲအဲ့ကောင်အပေါ်တုံးဇက်ကောင်အမှပရင်းပေါက်ကနေထွက်ပြီးတော့လှမ်းဆဲတာပြီးသူများရဲ့ခဲနဲ့လှမ်းပေါက်တယ်ဗျာဘာထားလဲမသိ ကျွန်တော်တို့အနေနဲ့ပြုမယ်ဆိုရင်ကျွန်တော်တို့လည်းလက်ပါကျွန်တော်တို့အမြင်ညံ့ပြစ်ပေါက်မယ်တခုနဲ့ပြစ်ပေါက်မယ်ဆိုကျွန်တော်လက်ပါကျွန်တော်တို့လက်ပါ အိမ်အောက်တောင် ဒါ ပြန် တက ဆင်း ယ်မလွယ်ဘူး အိမ်အောက်တောင်ပြန်ဆင်းမှုလုပ်နေတယ်တကယ်စင်ပြေ တိတ်ပြီးတချမ်းရတော်လေးကိုဖောက်တော့တော်လေးထင်လောက်မလွယ်ဘူး ကဲအားလုံးပဲကျွန်တော်တို့အခုတနား26ရှိပြီတော်တော်လေးအိတ်ကန်နေဆိုတော့ကျွန်တော်တို့အိတ်တော့မယ် တနိုင်ခွဲလိုက် အိတ်တော့ခုန တနိုင် ကျွန်တော်တို့အိတ်တာ2နာရီနဲ့44ဖြစ်သွားပြီပေါ့အခုမနက်ခဲ အေးလို့မရဘူး လုံးဝအိတ်လို့မရချင်းနေကြိုက်လေရက်တိုက်တာအေးဒါမဲ့ကျွန်တော်နည်းနည်း energy တော့ပြန်ရပါအားနည်းနည်းပြည့်ပါပေါ့12နာရီတော့လောက်နေတော့ဆိုင်အေးနည်းနည်းဝပါမနက်ခင်းမဲမြန်ရောက်ပါစေလို့ဆုတောင်း yeah အဲ့ဆိုကျွန်တော်အခုပြန်ရေးလိုက်ပါဦးမယ်အားလုံးပဲအခု4:39မိနစ်ကျွန်တော်များတော့ချင်းတအားကြိုက်တယ်နည်းနည်းလေးရောက်နေပြီဆိုတော့ကျွန်တော်တို့အစီအစဉ်ကတော့အောင်မြင်သွားပြီပဲတဘောထားလိုက်ပါတော့ချင်းနဲ့တအားကြိုက်တာမှတွေးလွန်တော့ကိုဖြစ်ပြီလားမသိဘူးစေးသားဆင်မရတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒီလိုမျိုးဒီဒါထက်ပိုပြီးအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒါထက်ပိုပြီးတော့ကောင်းတဲ့ channel စီလည်းနောက်ခါလည်းလောက်အောင်မှာဖြစ်ပါတယ်